Where are you going? I'm going to the ladies' room. Upstairs to the right. Excuse me. Shall I order for you? Yeah. Please do so. Thank you. I'll do that. ဒီခန်းလေးမှာကြတော့ဒီကိုကထိုင်ကုန်ပေါ်မှာထိုင်ချင်းပေါ့နော်ထိုင်ချင်းကိုချက်ချင်းပြန်ထတာမျိုးတော့ manners အရာမလုပ်တင်ပေါ့နော်ဒီထဲမှာတော့မင်းသမီးကထိုင်ချင်းပဲသူချက်ချင်းဘာလို့မှမသိတော့သူ nervous ဖြစ်နေရလဲပါတယ်ပေါ့နော်ဘာလို့မှမသိတဲ့ခါကျတော့သူ ladies room သွားမလို့ဆိုပြီးဒီထဲမှာတုံးနှုံလိုက်တယ်ပေါ့နော်ကျမတို့က dining table တွေမှာဆိုလို့ရှိရင်တုံးနှုံရမယ်အတုံးနှုံက toilet လို့မတုံးလို့ရဘူးပေါ့နော်ကျမအိမ်သာသွားလိုက်အောင်မယ်လို့အပေါ့သွားလိုက်အောင်မယ်လို့ toilet သွားလိုက်အောင်မယ်လို့ဒီလိုအတုံးနှုံလေးတွေတုံးတာမြန်မာလို့ဆိုရင်လည်းရိုင်းနေ international မှာဆိုလို့ရှိရင်လည်းဒီလိုမျိုးစားတောက်ပွဲမှာပြောရဲဆိုဒီလူကမရင်ကျေးတဲ့အပြုမှုတက်ရောက်ပါတယ်တကယ်လို့ကျမတို့ကဒီနေရာမှာ ladies room လို့မပြောလဲ excuse me လို့ပြောပြီးခဏထပ်သွားရင်လည်းဒါရင်ကျေးပါတယ်အတိအကျကြီးပေးသွားမယ်ဘာလို့မယ်ဆိုတော့ပြခဲ့ဖို့မလိုအပ်ဘူးပေါ့နော်ဒါပေမဲ့မတုံးရမယ်တုံးနှုံကတော့ခုနပြောသလိုအိမ်သာသွားမယ်အပေါ့သွားမယ်အလေးသွားမယ်စသဖြင့် toilet သွားမယ်ဒါမျိုးတွေတော့မပြောသင့်ဘူးပေါ့နော် ladies room နေရာမှာကျမတို့တကယ်လို့ပြောလို့ရတဲ့စကားလုံးဆိုရင် restaurant သွားမယ်လို့တုံးလို့ရပါတယ် restaurant ခဏသွားလိုက်အောင်မယ်ပေါ့နော်ဒါလေးကိုဒီနေရာမှာတွေ့ရဖြစ်ပါတယ်ထပ်ပြီးတော့ဒီမင်းသားကမင်းသမီးကိုသူ order မှားထားပေးရမလားပေါ့နော်အဲ့ဒီခါကျတော့မင်းသမီးရဲ့သူ့ရဲ့ auto response ကတော့သူ့ရဲ့မတိလိုက်တဲ့ manner မှာသူကmanner အရသူကပြောပွင့်လင်းလင်းပြောဆိုတတ်တဲ့သူဆိုတော့ yes ဆိုပြီးပြောလိုက်တယ်ပေါ့နော်ဒါပေမဲ့နောက်ကျသူပြန်ပြင်ပြီးတော့ okay please do so ပေါ့နော်အဲ့တော့ကျမတို့ကစကားလုံးသုံးနှုန်းနေပြောမြန်မာလိုမှာဆိုလို့ရှိရင်ဟုတ်လို့တစ်လုံးနဲ့ပြောရတဲ့ဆိုင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ရှင်ဒါမျိုးပြောတာပို့ပြီးယဉ်ကျေးတယ်လို့ပဲပေါ့နော်ကျေးဇူးပြုပြီးလုပ်ပေးပါရပါတယ်အဆင်ပြေပါရှင်နောက်ကရှင်လေးထည့်တာမျိုးပေါ့ဒီနေရာမှာစကားလုံးသုံးနှုန်းနဲ့ပတ်သက်တဲ့ etiquette လေးတွေကိုမြင်ရမှာဖြစ်ပါတယ်